ဒီနေ့တော့ဒီကတိဝါကြ65ကိုရောက်ပါပြီကဲကြည့်ကြည့်အောင်နော်สั้นยาวสั้นยาวสั้นဆိုတာတူတာยาวဆိုတာရှည်တာပေါ့နော်สั้นยาวဆိုတော့အတူအရှည်ကြည့်ရတဲ့ကြောင်းเสียงสั้นยาวเสียงสั้นยาวเสียงအတန်ဟုတ်ပြီဘာအတန်လဲသူရဲ့နောက်ကနေထပ်ပြီးပြပြထားတယ်สั้นยาวထည့်ထားတယ်ဆိုတော့เสียงสั้นยาวเสียงสั้นยาวအတန်အတူရှည်ออกเสียงสั้นยาวออกเสียงสั้นยาวออกအတိတ်ဘဝရဲ့စကားလုံးလေးออกရဲ့အဓိပ္ပာယ်ထွက်တည်ထွက်တာတိုင်းလို့ออกဆိုတော့ออกเสียงสั้นยาวဆိုတော့အတန်အတူရှည်ကိုထွက်တယ်အတန်အတူရှည်ကိုထွက်တယ်ဒီနေ့အပြင်ကျွန်တော်ပြီးတန်တရအတန်ဒါမျိုးတွေတရအတန်ဒါမျိုးကိုပြောတာပေါ့နော်နောက်ဆုံးတဲ့ကြောင်းต้องออกเสียงสั้นยาวให้ชัดเจนต้องออกเสียงสั้นยาวให้ชัดเจนต้องရဲ့အဓိပ္ပာယ်လေးကရကိုရမယ်သူက verb ရဲ့ရှိမှာပဲအမြဲတမ်းရှိတဲ့အတွက်ကြောင့်ရှေ့ရောက်နေတာต้องရကိုရပါမယ်ออกเสียงสั้นยาวအပွားစာကြောင့်နဲ့ပေါင်းလိုက်တော့အတန်အတူရှည်ကထွက်ကိုထွက်ရပါမယ်တဲ့ဘယ်လိုထွက်ရမှာလဲဆိုရင်ให้ชัดเจนให้ชัดเจนชัดเจนဆိုတာရှင်းရှင်းလင်းလင်းကိုပြောတာပေါ့နော်အဲ့တော့ให้ชัดเจนဆိုတာရှင်းလင်းအောင်ให้ရဲ့ဒီအသုံးပြုပုံလေးရှေ့ဗီဒီယိုတွေမှာပြောခဲ့တယ်နော်ပြန်သွားကြည့်ပါအဲ့တော့ให้ชัดเจนဆိုတော့ရှင်းလင်းအောင်ရှင်းလင်းဖြစ်အောင်ရှင်းလင်းအောင်အတန်အတူရှည်ကိုရှင်းလင်းအောင်ထွက်ရပါမယ်အတန်အတူဆိုရင်အတူအရှည်ဆိုရင်အရှည်ရှင်းလင်းထွက်ရမယ်လို့ပြောချင်တာဖြစ်ပါတယ်โอเคဒါဆိုရင်တော့နောက်ထပ် EP လေးမှာထပ်တွေ့ပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ขอบคุณครับ